အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပေါ့နော်နီလာနေပြီးတော့မှလက်စစ်မီးဖို့မဟုတ်ပဲနဲ့မိတွေမီးဖို့နဲ့ဖျုံသေးစနွေးမခင်းလေးလုပ်နည်းကိုဝေမျှပေးတော့မှာပါခုလိုရင့်မဲ့နေတဲ့ရွှေဖျုံသေးတစ်လုံးလေးကိုခွဲစိတ်ထားလိုက်ပါမယ်နော်ပြီးတော့အစစ်တွေထုတ်ထားမယ်အထက်မှာရှိတဲ့ဥတွေကိုပြောင်းအောင်ဇုံလေးနဲ့ချစ်ထုတ်ထားလိုက်ပါတယ်ဒီလာတော့အခုလိုရထားတဲ့ဖြုံစစ်လေးတွေကိုဆိုရင်စားလေးနဲ့နည်းနည်းလေးနေမှနေအချောင်းလန်းလိုက်မယ်ပြီးတဲ့အခါကျရင်တော့စားဖြစ်ပါတယ်အခုလိုအားလုံးရှင်းလင်းသွားပြီဆိုရင်တော့အိုကြီးတလုံးထဲမှာဖြုံသီးလေးတွေထည့်ရေးလေးနဲ့ထည့်ပြီးတော့မှစားရင်မှပေါင်းပေးပါမယ်ရှင်ဖွင့်ကြည့်လိုက်လို့ဇုံလေးနဲ့ပေါ့နော်အခုလိုလာပြထားတဲ့အတိုင်းကော်ကြည့်လိုက်မယ်အေးအေးလေးဖြစ်လာပြီဆိုရင်တော့သူ့ကိုထုတ်ထားလိုက်ပါမယ်ကဲအခုဆိုရင်တော့နီလာတို့အသားလေးကိုချစ်ယူထားလိုက်ပါမယ်ဒီနေရာမှာတော့အခွန်လေးတွေမပါဖို့အရင်တတိထားဖို့လိုပါတယ်ရှင်ဖြုံတီးအသားလေးလည်းချစ်ထုတ်ထားပြီးဆိုရင်တော့သူ့ထဲမှာတကြားရဲ့စားလေးလေးနဲ့ထည့်ပြီးတော့မှအခုလိုအရင်ဆုံးတမရောင်အောင်မွေထားပေးပါမယ်နော်ဖြုံသီးလေးလည်းကြည်ရွာတဲ့အနေထားမှာဆိုရင်တော့မွေးဆန်မုတ်နှစ်ထုပ်ရဲ့ကြက်ဥ3လုံးထော်ပတ်စီသမင်းစားစွန်းနဲ့3စွန်းဒါမှမဟုတ်5စွန်းထိ3လို့ရပါတယ်ရှင်ပြီးတော့သူ့ကိုဆက်ပြီးတော့မှအခုလိုတမတောင်အောင်မွေထားပေးပါမယ်နော်ဒီနေရာမှာအရေးကြီးတာကတော့အိုးမကအောင်လို့အပေါ်အောက်ကိုပျော်ရွက်တွေတခြားခင်းမယ်ပြီးတော့စီလေးနဲ့တခြားတုတ်ထားပေးဖို့အရေးကြီးပါတယ်ပြီးတော့ပြီဆိုရင်တော့နယ်ထားတဲ့မုတ်နစ်လေးကိုအိုထဲမှာထည့်ပြီးတော့မှအပေါ်သားညီရအောင်လို့ဇုံလေးနဲ့နီလာလှုပ်ထားပေးပါတယ်ကဲနီလာတို့အခုချိန်မှာစရင်မှกินလို့ရပါပြီမီအေးလေးနဲ့အပေါ်အောက်မီလေးနဲ့กินတာတနာရီ20လောက်ကြာရပါတယ်ကဲအီလေးနဲ့မမွေးလေးနဲ့တကယ်ကိုစားချင်စပတ်ကောင်းတယ်ရွှေဖြုံသီးစနွေးမกินရတဲ့အဆင်သင့်ဖြစ်နေပါပြီဖြုံသီးစနွေးမกินလေးအဆင်သင့်အားလုံးဒီဖြတ်ပြီးပြီဆိုရင်တော့နီလာနေပြီးတော့မှအိမ်ပြီးမှရှိတဲ့အဖိုးဖွားတွေကိုလိုက်ပြီးတော့မှဝေးပေးလိုက်ပါအောင်မယ်ရှင်။